squeegee ကိုဘယ်လိုမျိုးgrade တွေဖတ်ကြလဲသူ grade တွေပမာရေးထားလဲပေါ့အဲ့လိုမေးတဲ့သူတွေပါနော်ဒါတော့ဒါ squeegee ဖြတ်ထားတဲ့ squeegee တွေပါဖြတ်ထားတဲ့ squeegee squeegee ဆိုတာကတော့ဒီမှာကျွန်တော်ဆေးဆွဲတဲ့အခါမှာအသုံးပြီးတယ်ကျွန်တော်တို့ scale လို့အများဆုံးအသုံးscale လို့ခေါ်ကြတာပေါ့ဒီကောင်ကတော့အရှည်က39.5လက်မလောက်ရှိတယ်100 ml ပေါ့ဒီလိုမျိုးအရှည်ရှိတယ်အဲ့အရှည်ကိုကျွန်တော်ဖြတ်သုံးရတယ်ဗျအဲ့တော့ squeegee ဒီမှာကျွန်တော် block grade တွေဆိုပြီးပါတယ်ပြောရရင်အပြည့်အောင်ပါပေါ့ဒီကောင်ဆိုရင် block grade ဆိုတော့ဒီမှာရေးတာဗျဒီမှာရေးတာစာအုပ်နဲ့ပြန်85 A ဆိုပြီးရေးတာ85ရေးတာအဲ့တော့ squeegee တွေကိုအဲ့လိုမျိုးကျွန်တော်ဒီမှာဖတ်ပြီးရတာပါဒီအောင်ဆိုဖြတ်ထားတာလေနော်အဲ့တော့ဖြတ်တဲ့အခါမှာလေကိုကလိုတော့ဖြတ်ပြီးရတယ်ဒီအရကိုသုံးမဲ့ပေါင်မူတည်ပြီးလိုတော့ဖြတ်ပေါ့ကိုသုံးမဲ့ပေါင်15ပေါင်လား15-18ပေါင်လားအပုံမူတည်ပြီးလိုတော့ဖြတ်ပါနောက်တစ်ခုက squeegee တွေအယောင်နဲ့တတ်မှတ်တာမဟုတ်ဘူးအယောင်နဲ့တူလာခြင်းလို့လာတာကိုသုံးမဲ့ grade ကိုပဲအဓိကကြည့်ပြီးရတာကိုသုံးမဲ့ grade က85လား65လား80လား85လားပေါ့အပုံမူတည်ပြီးတော့ကျွန်တော်ဝယ်ရတာပါအယောင်ချိုးကအယောင်နဲ့ဒီအမှတ်မှားရရှိတတ်ပါတယ်နော်အဲ့တော့တကယ်တမ်းပြောရမယ်ဆိုရင် squeegee တွေအယောင်နဲ့တတ်မှတ်တာမဟုတ်ပါဘူးကိုသုံးမဲ့ထူပေါင်းအပြည့်အမှမူတည်ပြီးတော့ grade တတ်မှတ်ထားပါအဲ့တော့ဖြတ်ထားတဲ့ဟာဆိုရင်တော့စာတွေကပါခြင်းမပါလိမ့်မယ်အဲ့တော့ကိုက squeegee မဖြတ်ခင်မှာကိုကတေချာကြည့်ပါဒီမှာစာတွေပါပါတယ်အဲ့စာတွေကိုကြည့်ပြီးတော့ဝယ်ပေါ့ဗျာနော်နောက်တစ်ခုကဖြတ်တဲ့ခါမှာလည်းကိုကတခါတည်းတိုင်းပြီးတော့ဘယ်နှချောင်းသုံးမလဲပေါ့အဲ့လိုမျိုးဖြတ်ပါတကယ်တမ်းစာရင်းမှာဆိုရင်ကိုလိုတလောက်ဝယ်လို့ရပါတယ်ကိုကလိုတလောက်မဟုတ်ဘဲနဲ့ကိုယ့်အောက်ကိုဖြတ်သုံးမယ်ဆိုရင်လည်းရပါတယ်နော်ကျေးဇူးပါ